ဒီကနေ့ဒီနေုံလာပြီးနေမဟာသမယခါတော်နေ့ပဲဖြစ်ပါတယ်။ဘာကြောင့်မဟာသမယခါတော်နေ့လို့ပြောကြားရတာလဲဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းကနတ်တွေပြမာတွေနဂါးတွေကလုံးတွေဒီတနေရာထဲမှာစုစည်းမိပြီးတော့မဟာသမယတုတ်ကိုဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မဟာသမယခါတော်နေ့လို့ပြောကြားရခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကနေ့ဒီငြိမ်းချမ်းရေးခါတော်နေ့ပဲဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းကကပိလဝတ်ပြည်နဲ့ကောရိယာပြည်ကြားမှာစီးဆင်းနေတဲ့ရောဟိနီမြေကြီးကိုအကြောင်းပြုပြီးတော့နှစ်ပြည်တောင်သောမင်းတွေဟာစစ်ဖြစ်မဲ့ရေးကိုမြတ်စွာဘုရားသည်ဟန်တာပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ကိုပဲမြတ်စွာဘုရားသည်ငြိမ်းချမ်းရေးပိသုကာပညာရှင်ကြီးပဲဖြစ်ပါတယ်။ဒီမဟာသမယခါတော်နေ့မှာစ၍ကဘာသူကဘာသားအလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအလုံးတို့သည်စစ်မှတ်ဘေးရန်ကနေပြီးတော့ငြိမ်းအေး၍ငြိမ်းချမ်းရေးကိုအမှန်တကယ်ရရှိနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဦးဇင်းဆုမွန်ကောင်းတောင်းပေးပါတယ်ဒီကနေ့ဒီနေုံလာပြီးနေမဟာသမယခါတော်နေ့ပဲဖြစ်ပါတယ်။ဘာကြောင့်မဟာသမယခါတော်နေ့လို့ပြောကြားရတာလဲဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းကနတ်တွေပြမာတွေနဂါးတွေကလုံးတွေဒီတနေရာထဲမှာစုစည်းမိပြီးတော့မဟာသမယတုတ်ကိုဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မဟာသမယခါတော်နေ့လို့ပြောကြားရခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကနေ့ဒီငြိမ်းချမ်းရေးခါတော်နေ့ပဲဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းကကပိလဝတ်ပြည်နဲ့ကောရိယာပြည်ကြားမှာစီးဆင်းနေတဲ့ရောဟိနီမြေကြီးကိုအကြောင်းပြုပြီးတော့နှစ်ပြည်တောင်သောမင်းတွေဟာစစ်ဖြစ်မဲ့ရေးကိုမြတ်စွာဘုရားသည်ဟန်တာပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ကိုပဲမြတ်စွာဘုရားသည်ငြိမ်းချမ်းရေးပိသုကာပညာရှင်ကြီးပဲဖြစ်ပါတယ်။ဒီမဟာသမယခါတော်နေ့မှာစ၍ကဘာသူကဘာသားအလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအလုံးတို့သည်စစ်မှတ်ဘေးရန်ကနေပြီးတော့ငြိမ်းအေး၍ငြိမ်းချမ်းရေးကိုအမှန်တကယ်ရရှိနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဦးဇင်းဆုမွန်ကောင်းတောင်းပေးပါတယ်